ပတ်စံတစ်ချက်ရှာတာဘယ်လောက်ထိပင်ပန်းနေဆိုတာကျွန်တော်9နှစ်တာကလေးဘဝကလေးကတီးခဲ့တာပါဒီမှာမီဒီယာရုံးကန်နေရတာပင်ပန်းနေတာကိုကြည့်ပြီးတော့မှကျွန်တော်မုတ်ဖို့မတောင်းရခဲ့ပါဘူးအိမ်မှာရှိရဲ့ကျွန်တော်တို့ဟင်းသီးရွက်တွေကိုအဖွားနဲ့တူတူရောင်းပြီးတော့မှကိုမုံဖို့ကိုရှာတယ်နောက်တစ်ခုကကိုလိုချင်တာကိုကိုယ်တိုင်စုပြီးတော့မှဝယ်ခဲ့ရပါတယ်ဒီလိုငငယ်ကလေးကရုံးကန်ခဲ့ရလို့လဲအခုကြီးတဲ့အခါမှာကျွန်တော်ဆိုင်ကိုလာအားပေးကြတဲ့ customer တွေတိုင်းဟာသူတို့ရဲ့ပင်ပန်းကြီးစွာရှာထားရဲ့ပိုက်ဆံတွေနဲ့လာဝယ်တာဖြစ်တဲ့အတွက်ကျွန်တော်ကိုချင်းစာနားလဲပါတယ်အဲ့ဒါကြောင့်မို့လို့လဲ Flanner Bar ဆိုင်ခွဲတိုင်း customer တွေပေးရတဲ့တန်ဖိုးထက်ပိုတန်စေရမယ်အမျက်ထဲစေတနာတွေကိုအရင်တီးရမယ်ဆိုတဲ့ခံယူချက်ဖြစ်လာတာပါအသက်14-15နှစ်ရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့အိမ်ကဘာလုပ်လဲဆိုလို့ရှိရင်9သိန်း6သိန်းတန်ကုန်လျှောက်ဆိုင်လေးစပြီးတော့ဖွင့်ဖြစ်တယ်အဲ့ဒီမှာပဲကျွန်တော်ကဒီပလင်းခွန်နေတို့ဖီယာခွန်နေနောက်တစ်ခုကကြက်ဖာတွေနောက်တစ်ခုကရေတန်းဘူးခွန်နေမှာအစအဆုံးကျွန်တော်စပြီးတော့စုတယ်ဝယ်ပြီးတော့လည်းစုတယ်အဲ့ဒါကိုကျွန်တော်ပြန်လာရောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့မုံရွာမန်းလေးမြို့တွေကြီးကိုကျွန်တော်တက်ပြီးတော့ရောင်းခဲ့ပါတယ်အဲ့ဒီတုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဟိုကားတွေရဲ့ကောင်းခန်းထဲမှာထိုင်ရတာမဟုတ်ပဲねကျွန်တော်တို့ဒီ12ဘိန်းကားရဲ့အပေါ်ဆိုတာဗျာကျွန်တော်ပစ္စည်းတွေထည့်ထားတာကိုကျွန်တော်တို့မိုးကာအုပ်ထားမယ်အဲ့ဒီမိုးကာရဲ့အပေါ်မှာအိတ်တာလည်းဒီမှာပဲနေ့လေခရီးဆက်လည်းဒီမှာပဲကျွန်တော်တို့1ရက်2ရက်3ရက်လောက်ထိကိုဒီခရီးချမ်းကြီးမှာကျွန်တော်တို့ထက်တန်းခဲ့ရတယ်ပေါ့ဗျာအသက်ငယ်သေးပေမဲ့ကျွန်တော်စိတ်ထဲမှာတော့တနေ့ကျရင်ဒီမြို့တွေကိုဒီမန်းလေးရန်ကုန်မြို့တွေကိုကျွန်တော်တယောက်တည်းရဲရဲဝံ့ဝံ့နဲ့လာနိုင်သွားနိုင်ရမယ်ဆိုတဲ့စိတ်ပဲရှိခဲ့တယ်အဲ့နေပြီးတော့မြို့ကိုလာတာဆိုတော့ဒီလမ်းမာတွေကျွန်တော်ဘာဖြစ်လဲဆိုရင်ရွာတွေဖျက်ရတယ်မြို့တွေဖျက်ရတယ်ဆိုတော့ကျွန်တော်အနေနဲ့ကဒီချင်းလင်းမြင်ရတယ်ဗျာသူများတွေလောက်ကြတာဒီတချို့ကြတော့လဲစားတောက်ဆိုင်လေးတွေလောက်ကြရဲတချို့ကြတော့လဲဟိုအစုံပေါ့လေဒီတလန်းလုံးကကျွန်တော်3ရက်တာကြီးကိုလေ့လာခဲ့ရတာဆိုတော့ဒီအသွား3ရက်အပြန်3ရက်ဆိုရင်တော့မှရက်ပေါင်းအများကြီးဖြစ်တယ်ဗျာကျွန်တော်အတွက်ကအဲ့မှာပါတွေးရလဲဆိုလို့ရှိရင်တချို့ကြတော့လဲရောင်းကြရဲဝယ်ကြရဲအလုပ်လုပ်ကြရဲအဲ့ဒါဆိုတော့ကျွန်တော်အတွက်ကချင်းလင်းနဲ့လေ့လာခဲ့ရတယ်ပစ္စည်းမရောင်းရရင်တော့မှကျွန်တော်အတွက်ဒီခီးလန်းကအတွေ့အကြုံတွေကကျွန်တော်အတွက်ဖိုးမဖြတ်နိုင်တဲ့အရာတွေဖြစ်လာခဲ့တယ်ကျွန်တော်အသက်16နှစ်အရွယ်မှာတော့ကျွန်တော်အိမ်ကနေခွဲပြီးတော့မှအလုပ်စပြီးတော့လုပ်ခဲ့တယ်ငွေမောက်ဘယ်လောက်လဲဆိုလို့ရှိရင်အဲ့ဒီတုန်းကလည်း5-6သိန်းပဲ5-6သိန်းနဲ့ကျွန်တော်ကိုပိုင်ဆိုင်ခန်းတေးလေးတစ်ခုစပြီးတော့ငားခဲ့တယ်အစပိုင်းမှာဆိုတော့ကျွန်တော်အနေနဲ့ကဒီ CD ခွေလေးတွေရောင်းနေပေါ့လေကျွန်တော်အနေနဲ့ CD ခွေလေးတွေရောင်းနေအဲ့ဒီတုန်းကဆိုမမတ်ရောက်ချင်းပဲရှိသေးတယ်ချင်းပေါ်မှာအစိမ်းရောင်ဖြစ်မယ်ထင်တယ်စိမ်းပြာရောင်ပေါ့စိမ်းပြာရောင်ချင်းလေးတစ်ချင်းနှစ်ချင်းသုံးချင်းလေးချင်းလောက်တော့ရှိရဗျာအဲ့လေးချင်းလောက်လေးနဲ့ခုံကဘလို့ခုံလဲဆိုလို့ချင်းတစ်သားအစုပ်လေးကိုမှအလုပ်ချေလေးပီဘယ်လောက်ရှိမလဲဆိုပီ4ပီလောက်ရှိတဲ့ခုံလေးပေါ်မှာကျွန်တော်ချင်းခွေချင်းလေးတွေတေချာလေးစီတယ်စီပြီးတော့မှထားရရောင်းတယ်သက်စချင်းပထမဆုံးရောင်းရတဲ့ငွေမောက်ပြီး8000ပဲရောင်းရ8500လောက်ကျွန်တော်8500ပဲရတယ်ဒါပေမဲ့အရန်ပျော်တယ်။ဘာကြောင့်လဲဆိုလို့ရှင်စဉ်းစားကြည့်ဗျာကျွန်တော်တို့ငွေ9သိန်းနဲ့စမယ်ဆိုင်ခန်းခ9000ပေးလိုက်မယ်ဂျန်တဲ့ဟာရင်းလိုက်မယ်ဘယ်နှပြားပဲရောင်းရနေကျွန်တော်အနေနဲ့အသက်အရွယ်ရရောဒီလောက်ဝယ်ပေးတဲ့သူတွေအနေနဲ့ရောကွာ customer အနေနဲ့ရောတွက်မယ်ဆိုလို့ရှင်ကျွန်တော်အတွက်ကအရန်တန်ဖိုးရှိရကွာဒီငွေလေး8500အဲ့မှာဘာဖြစ်လဲဆိုလို့ရှင်ကျွန်တော်စရင်အင်းနေတေချာလုပ်တယ်2016ကနေ2017 19တိစရင်အင်းနေအကုန်ကျွန်တော်ဒီမှာတောက်လျှောက်ရှိရယ်ဘယ်နည်းကဘယ်လောက်ရတယ်ဘယ်နည်းကဘယ်လောက်ရတယ်ဆိုတဲ့ဟာတွေအကုန်လုံးပါတယ်ပေါ့လေဆိုတော့ဟိုမှာ6500ရတယ်ဆိုလို့ရှိရင်အမြင့်ကထိုက်တော့3000 3000လောက်တော့ရမယ်3000လောက်ရတယ်ဆိုရင်ကျွန်တော်တို့ကဟိုစားစိတ်ကဘာဖြစ်မလဲဆိုလို့ရှိရင်အဲ့ဒီတော့စိတ်ကကျွန်တော်မမရဲ့ကြက်ဥပြုတ်ကြက်ဥကြော်ရဲဆိုပြီးတော့ကျွန်တော်အနေနဲ့ကဒါပဲလုပ်တတ်တယ်အဲ့တက်ကိုဒါပဲရှက်ပြီးတော့စားတယ်ပထမဆုံးခြေလမ်းကတော့အဲ့လိုမျိုးကနေရလာတဲ့အမြက်တွေကိုကျွန်တော်မဖြုံတီးပဲနဲ့မမခောက်ဆွဲတို့ကြက်ဥပြုတ်တို့အဲ့ဒါနဲ့ပဲထမင်းစားပြီးတော့မှနစ်နဲ့ရှိချီတတာစားပြီးတော့မှကကျွန်တော်တို့နောက်တစ်ခုကစိုင်နာမယ်ပြီးတဲ့ခါမှာလည်းဟိုအမြဲတမ်းခွန်အားပေးခဲ့တဲ့အမေကိုကွန်ပျူရှင်လို့အမေ PT လို့ပေးခဲ့တယ် PT ကုန်အမျိုးမျိုးရောင်းဝယ်ရေးအောက်ဗီဒီယိုခွေနဲ့ပုံ PT
ဗီဒီယိုခွင်နဲ့အကုန်အမျိုးမျိုးရောင်းဝယ်ရေးဆိုပြီးတော့ကျွန်တော်စိုင်းပုတ် V9 အပြာရောင်လေးနဲ့ထိုးပြီးတော့ထည့်ခဲ့တယ်အဲ့ဒါတော့ကျွန်တော်အခုပုံမှာပြတဲ့ဟာကြတော့သူကနည်းနည်းလေးဥမာထားလိုက်တော့ဆက်စချင်းရောင်းတဲ့ဟာတော့မဟုတ်တော့ဥမာတစ်နှစ်လောက်ရှိတဲ့အနေထားမို့လို့ဖြစ်သွားပြီ။ဘာကြောင့်လဲဆိုရင်ကောင်တာလေးနဲ့ဖြစ်သွားမယ်။ပြီးနောက်မှာဆိုချင်းအယုတ်လေးလည်းပါသေးရဲဆိုတော့ကျွန်တော်အတွက်ကဘာပြောပြောစလာတဲ့ဟာမဟုတ်တော့ဘူးဗျာ။တစ်နှစ်လောက်ကိုအလုပ်ကလုပ်ပြီးသွားပြီဆိုတော့အနေထားလေးအဲ့လောက်တော့ရလာတယ်။အဲ့ဒါဆိုပေမဲ့ကျွန်တော်ပစ္စည်းကြည့်လိုက်မယ်ဆိုရင်ပစ္စည်းတန်ဖိုးဘယ်လောက်မှမရှိဘူး။ဒီပဲရလာတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်1000စုရ1000နဲ့စုရင်းနဲ့ပဲကျွန်တော်ဆိုင်ခန်း30အဲ့ခက်ကဆို30ဆိုင်ခန်းလေးကိုအပိုင်ဝင်နိုင်ခဲ့တယ်။ like ခက်တရားပြောင်းလာတဲ့အခါဘာဖြစ်လာလဲဆိုလို့ရှိရင်ဟို MP3 တွေတို့ MP3 MP4 Bluetooth ပေါက်တွေဆိုပြီးတော့ခက်စားလာရဗျာ။အဲ့ဒီမှာကျွန်တော်ကအဲ့ဒါလေးတွေရောနေနေမထည့်လာတယ် CD ခွေလေးရယ်ဂုံချောက်လေးရယ်အယုတ်လေးတွေရယ်ပြီး MP3 MP4 လေးတွေနဲ့ဆိုလို့ရှိရင်ဘာပြော electronic ဆိုင်လိုမျိုးဖြစ်လာတယ်ဗျာဆိုတော့နောက်မှာဘာဖြစ်လဲဆိုရင်ဖုန်းတွေပါထက်လာတယ်တစ်လုံးနှလုံးသုံးလုံးလေးအဲ့လိုမျိုးဖုန်းလေးတွေထည့်လာတဲ့ခါကျအမစ် PD ရဲ့အနောက်မှာ mobile ဆိုပြီးတော့ပါထပ်ပြီးတော့ထည့်လိုက်တယ်အဲ့ဒါဆိုတော့အနေထားကျွန်တော်ဒီပုံမှာပြတဲ့အတိုင်းပဲအဲ့လိုမျိုးတော့စပြီးတိုးချဲရင်းနဲ့ကျွန်တော်အမစ် PD mobile ဆိုတဲ့ဖုန်းဆိုင်အထိအောင်မြင်အောင်ဖွင့်နိုင်ခဲ့ပါတယ်အဲ့တုန်းကစတဲ့ခြေလမ်းဘန်နာရေးအခုဖလန်နဲ့ပါအပါကိုလုပ်ငန်းခွဲတွေကိုယုံကြည်မှုအပြည့်နဲ့ရှက်တင်နိုင်ခဲ့တဲ့အခြေခံအုတ်မြစ်ပါပဲကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်အားလုံးပဲတတ်တာ